ဖယားကြောင့်တင်ကထိန်ဝင်ဝါလို့တာရကရှစ်လောင်းတင်အဝဲမှာဥပြည့်စေကဆရာတော်ဖယားကရှာပြဖို့အမိသားကိုရိုင်းတို့လိုက်တာရမယ်ရိုင်းတို့ကြည့်ဝင်ဝါရခထာဟောကြားတဲ့အမေလေးကြားတော့တင်ဝင်အဝမှာတင်ဝင်အဝမီမျက်ရည်လေးဆိုဖယားကြောင့်တင်ကထိန်ဝင်ဝါလို့တာရဟရှစ်လောင်းတင်အဝဲမှာဥပြည့်စေကဆရာတော်များကပစီဖြစ်မဲ့အမိသားကိုရဟန်းတို့လိုက်တာရမယ်ရဟန်းတို့ကြည့်ပြီးဩဝါဒဟောကြားတာအမေလေးကြားတော့တင်ဝင်အဝမှာတင်ဝင်အဝမှာမီးရဲ့ဤလေးဆိုရှင်ဝင်ပိုက်ခံမွေးခင်ရလို့အမိရင်နဲ့မရဲ့ကလေးလို့တာလူရီဖြစ်ဖြစ်မဲ့အမိမခွဲရနိုင်လို့လောကအချီတင်ဘဝချီဝင်းဝဲရောက်ပြီးမို့ရဟန်းပေါင်းတွင်တွတ်တွင်မို့လို့အပေတကားပိတ်လို့ချမ်းတကားဖွင့်ပြီးကွယ်ဝမ်းသာမျက်ရည်ဆိုတော့တင်ဝီမဲ့အမိသားကိုတင်ဒီစကုမဆိုင်ယူသမုဒိယဖြစ်မဲ့ရဟန်းသားတော့ဖြစ်သွားပြီမို့အမိဖားတို့နဲ့မသက်ဆိုင်တော့ဘူးဆိုဟောကြားတာအမေလေးကြားတော့တင်အဝဲဝမှာတင်ဝင်အဝမှာအမေရဲ့ဒီလေးဆိုကိုလူမော